ကျွန်တော်မင်္ဂလာပါကျွန်တော်ရဲ့ကိုမရနော်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ကိုမများ35အောင်မြင်ခဲ့ပြီဖြစ်ပါတယ်နော်လာရှိုးကြီးတဲ့ကိုမရသိလိမ့်မယ်ဗျာ35ကျွန်တော်တို့အောင်မြင်ခဲ့တာဖြစ်ပါတယ်နော်ကျွန်တော်ပေးတာ35ပေါ့နော်ထွက်သွားတာ53ဖြစ်ပါတယ်အဲ့တော့ဝင်ထားညကျွန်တော်ကဏ္ဍထုတ်ရတဲ့မှာကျွန်တော်ကိုမရပါအပေါင်းဖြစ်ပါတယ်35ဒီမှာပေါ့နော်35ဖြစ်ပါတယ်ဗျအညာလာရှိုးမှာကျွန်တော်အားလုံးကို35ပေးခဲ့တာဖြစ်ပါတယ်နော်တကွက်ကောင်းတော့ကျွန်တော်အားလုံးကိုသိလင်းပြတော့တကွက်ကောင်းသူနဲ့တော့30ပေးတာဖြစ်ပါတယ်နော်ပါဝါချိန်ပါတယ်ဗောနော်ဒီကွက်ကောင်း30ပေးတာဗျပါဝါချိန်ကြပါလို့နော်အဲ့တော့35ဒီမှာပါ30 80 10 3ခွန်8ခွန်35 39 38 3နဲ့ပတ်သက်ရင်ကနန်း4ခွက်ပါတယ်နော်33ခွန်38 35ဆိုပြီးပါတယ်ဗျနော်အဲ့တော့35ဒီနေ့မနေ့အောင်မြင်ခဲ့တာဖြစ်ပါတယ်အခုကျွန်တော်တို့9ချိန်ကို2ချိန်အောင်မြင်ထားတယ်ဗောနော်3နဲ့35ဆိုပြီး2ချိန်ကျွန်တော်တို့အောင်မြင်ထားတာဖြစ်ပါတယ်ကျွန်တော်ရအကုန်မတွေအားလုံးပဲအဲ့တော့တဦးတယောက်မကျဲကျွန်တော်တို့ share ချင်းဖြစ်ကူညီပေးပါညနေမှာလည်းထပ်ပေါက်ဖို့ကျွန်တော်တို့လုံးဝ100ခိုင်နှုန်းပြည့်ကျွန်တော်ကဏ္ဍစရလုံးဝမရဘူးနော်စင်တာရက်ဆက်ပေါက်တဲ့ကုမအားလုံးပေါက်ကြီးလေးတွေမှတ်ပြီးကူညီပေးပါအောင်ဗျာနော်ပေါက်တဲ့ကုမတွေပေါက်ကြီးလေးတွေမှတ်ပြီးတယောက်တစ်ချက်အားလုံးပဲဝင်လာခဲ့ပေးပါလို့ပြောချင်ပါတယ်တယောက်တစ်ချက်ပဲ share ထားပါအများကြီးကျွန်တော် share ခိုင်းတာမဟုတ်တယောက်တစ်ချက်ပဲ share ဟုတ်ပြီနော်ဟမ်တော့ရှာလုံးမ share ချင်းဖြစ်ကူညီပေးပါကျွန်တော်ရဲ့အကူမတွေဟုတ်ပြီနော်တော်တစ်ချက်ကြည့်မယ်ဒါကကျွန်တော်ထိတ်သီးဆိုင်ပါနော်3ည6ကျွန်တော်ကူမတွေပေါင်းချင်းနေ6ပါတဲ့6ရက်ပါဝါ1 6 1ထိတ်စီဟုတ်ပြီနော်20က3ညအပိတ်63က3ည6 6 1ထိတ်စီကို68ထွက်ခဲ့တယ်3ရက်6ကကျွန်တော်ကမာတွေပေါင်းချင်းဒီ6လို့ရမယ်6ရက်ပါပါဒီ4ပါ6လေးထိပ်စီအဲ့တော့အတရားတစ်ချာလုံးမမေလေးဝင်လာခဲ့ပြီပါကျွန်တော်ရအကူမတွေညီကိုပေးတယ်မပါဘူးညီရဲ့ဟုတ်တယ်ကျွန်တော်ရွေးပေးတာမပါဘူးလိုက်ထဲမှာတော့ပါတယ်ကိုကြီးလိုက်ထဲမှာတော့ခဏပါတယ်ဗျလိုက်ထဲမှာတော့ခဏပါတယ်ရွေးပေးတယ်မပါလားလိုက်ထဲမှာလိုက်ရှိုးတွေပါလွှင့်လို့ရှိရင်တေချာကြည့်ပြီးထိုးပါကျွန်တော်ရွေးပေးရမပါဘူးထုတ်ပေးတာခဏ6ကွက်ခြံထားရဲ့4ကွက်ကပေါက်ကွက်ဖြစ်နေတာအဲ့လိုမျိုးနော်ပုံးလေးကလည်းကျွန်တော်ပေးခဲ့တာအခုပြီ9ကွက်4ကွက်ကပေါက်ကွက်ကြံခဲ့တယ်เนาะအခုလည်းဒီနေ့မနေ့လည်း9ကွက်ပေးတာ4ကွက်ပေါက်ကွက်ကြံခဲ့အဲ့တော့ကဏ္ဍအကုန်ပဲပေးရတော့မယ်9ကွက်ဆုံးပေးမယ်ကျွန်တော်ဥမာကြီးထိုးလိုက်တော့9ကွက်ဆုံးတော့ထိုးလိုက်တော့เนาะ9ကွက်ဆုံးကျွန်တော်ပါပြီးပို့ပေးမယ်ကိုကြီးနော်ချစ်တဲ့9ကွက်စလုံးအရှုံးမှကြည့်ပြီးယူသွားလိုက်တင်ကွက်ပဲကျွန်တော်ပြောမယ်တင်ကွက်တစ်ခွက်ပဲပြောမယ်နော်အဲ6ထိပ်ထိပ်ကို68 9ထိပ်ထိပ်ကို40လို့ထွက်ခဲ့တယ်4ရဲ့8ကပေါင်းတော့2ပါ2ရဲ့ပါဝါခွန်တဲ့2ခွန်ထိပ်စီးတဲ့2ခွန်ထိပ်စီးကို28ထွက်ခဲ့တယ်အဲ့တော့3ည2ပေါင်းချင်းဒီလဲကျွန်တော်တို့က2ပါတဲ့2ရက်ပါဝါခွန်မဲရပါမယ်တဲ့2ခွန်ဒီလဲပဲကျွန်တော်မျိုးတွေထိပ်စီးဆိုပြီးရရှိတာဖြစ်ပါတယ်အဲ့တော့2ခွန်ထိပ်ဟုတ်ပြီနော်တယောက်တစ်ချက်အလုံးမင်းလေးဝင်လာခဲ့ပြီပါ share ချင်းဖြစ်ကူညီပေးပါနော်6ထိပ်ကို68 9ထိပ်ကို40 2ခွန်ထိပ်ကို28 2ခွန်ထိပ်ကိုကျွန်တော်ရဲ့အမျိုးတွေဘာထက်နိုင်လဲတဲ့ဟုတ်ပြီလားနောက်ပိတ်ဆိုင်လာမယ်နောက်ပိတ်လာပြီဗရိတ်ကတော့မတူညီဘူးပေါ့နော်ဗရိတ်တွေမှာကျွန်တော်အားလုံးကိုပြတ်တာပြီးဗရိတ်ကတော့မတူညီဘူးဗျာနော်ဗရိတ်ကတမျိုးတဲ့ဗရိတ်ဖြစ်ပါတယ်လက်ကြည့်မယ်ဒါကနောက်ပိတ်ဆိုင်နော်ဒါနောက်ပိတ်ဆိုင်ဖြစ်ပါတယ်3ည26 3ည26 20လုံးပေါင်း2နဲ့6နဲ့ကျွန်တော်ကိုမာတွေပေါင်းချင်းဒီ8ပါ8ရက်ပါပါသည်3 83ဒီအပိတ်အဲ့တော့ပေါက်တဲ့ကိုမာတွေအားလုံးပေါက်ကြီးလေးတွေမှတ်ထားပါနောက်ကျွန်တော်အဲ့တော့6တစ်ကထိပ်စီ83အပိတ်ကိုထွက်ခဲ့တာ68ဆိုတဲ့ဖြစ်ပါတယ်တဲ့နော်ကျွန်တော်မျိုးများအဲ့တော့6က300ပေါင်းတော့9 6နဲ့ပေါင်းတော့ကျွန်တော်တို့9ပါတဲ့9ရက်ပါပါသည်3ည9 3ညအပိတ်နော်အဲ့ကျွန်တော်တို့6လေးထိပ်စီ9ညအပိတ်ကိုကျွန်တော်ထွက်ရှိအောင်မြင်ခဲ့တာ40ဆိုတဲ့ဖြစ်ပါတယ်နော်အဲ့6က8ကပေါင်းတော့4 4ရက်4ရက်ပေါင်းတော့8လို့ကျွန်တော်တို့ရမယ်ပေါ့နော်8ရက်ပါပါသည်လည်းပဲကျွန်တော်တို့3ဖြစ်ပါကြ3ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့2ခုထိပ်သည်83အပိတ်ကိုလည်း28ဆိုပြီးမနေ့ကထွက်ရှိအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်တဲ့ဟုတ်ပြီလားကျွန်တော်ကိုမတွေနော်အဲ့တော့4 3ညာ2ပေါ့နော်3ညာ4 2ဟုတ်ပါတယ်တဲ့အကုန်ထိုးလိုက်တယ်9ကိုရပါတယ်ဟုတ်ကဲ့ပါအမေအဲ့လိုလိုက်ထိုးနိုင်တော့ကောင်းမယ်နော်မထိုးနိုင်တော့မကောင်းတင်ခွက်တွေကမမီဘူးဖြစ်နေနော်တင်ခွက်မမီရန်ခွက်တွေကမိအဲ့လိုမျိုး3ညာ4 2ပွဲဦးနေရ3 5တကောင်ပေးရပါတော့ဒီနေ့မှလာထွက်ခဲ့တယ်ပေါ့ကန်တရားပဲလေမတက်နိုင်ဘူးဟုတ်လားအဲ့တော့ကျွန်တော်တို့က3ညဇောင်းပေါင်းကြီးက6ရက်ပါဝါကတဲ့6တစ်ထေစီကို3ည26 83အပိတ်နဲ့68ထွက်ခဲ့တယ်တဲ့
နော်ဇောင်းပေါင်းချင်း6လေးထိပ်စီးကို366 ငါတို့ညအပိန်နဲ့6လေးထိပ်ထွက်ခဲ့တာ40ဇောင်းပေါင်းချင်း2ခုထိပ်စီးကို864 83အပိန်နဲ့2ခုထိပ်စီးထွက်ခဲ့တာ28ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီညနေမှာလည်းကျွန်တော်ကိုမာရီ3ညာ4နှစ်ပေါင်းကျွန်တော်က6လို့ရပါတယ်6ရဲ့ပါဝါသည်1ဖြစ်ခြင်းကြောင့်6တိဒီညနေကြမယ်အပိတ်ပါတဲ့ဟုတ်ပြီနော်အဲ့တော့61ကအပိတ်အဲ့တော့ပေါက်တဲ့အကိုမာရီပေါက်ကြီးလေးတွေမှတ်တာထိုးမဲ့ဆိုကနန်း4ခွက်ပေါ့နော်ဒါပေမဲ့4ခွက်ကိုကျွန်တော်ကမကြိုက်သေးဘူးနောက်ထပ်ဗရိတ်တစ်ချက်ပြပေးမယ်ဗရိတ်တစ်ချက်ပြပြီးရင်ကနန်းကလောကအဖေကပေါ်သွားပြီနော်ဗရိတ်ကိုတစ်ချက်ကြည့်ကြပါစို့ချင်းမျိုးစီများဟုတ်ပြီနော်ဗရိတ်ကိုကျွန်တော်တို့တစ်ချက်ကြည့်ပဲပေါ့ဗရိတ်ကဒီလိုမျိုးလာတာပေါ့နော်ဗရိတ်က9ပြီကိုဖြစ်နေပြီ9ရဲ့6ရဲ့ပေါင်းတော့1 3နဲ့ပေါင်းတော့4ရဲ့ပါပါသည်9လို့ရတယ်ဗျ4 9သည်ဗရိတ်နော်အဲ့တော့6တစ်ထည့်သည်တော့83အပိတ်ဗရိတ်က4 9ဗရိတ်ထွက်ခဲ့တာ68 9ရဲ့6ရဲ့ပေါင်းတော့1 8နဲ့ပေါင်းတော့9ရဲ့ပါဝါ4 9 4ဗရိတ်ပဲရတယ်9 4ဗရိတ်နဲ့ထွက်ရှိအောင်မြင်ခဲ့တာ40ဖြစ်တယ်ဗျနော်တစ်က4ရဲ့ပေါင်းတော့5ပါ3ညနဲ့ပေါင်းတော့လည်း5ပါ9ရဲ့ပါဝါသည်3ည9 3ညဗရိတ်9ညဗရိတ်ကိုမနေ့က2ခုထိပ်စီ83အပိတ်နဲ့ဗရိတ်က9 3ညဗရိတ်နဲ့28ထွက်ခဲ့တာဖြစ်ပါတယ်2 8ဆိုကျွန်တော်က2ပေါ့နော်2ရဲ့ပါဝါခွန်မှာ2ခုဗရိတ်ဖြစ်ပါတယ်တဲ့ကျွန်တော်ရဲ့အမျိုးတွေဟုတ်ပြီနော်2ခုဒီနေ့မနေ့တော့ကြားမယ်ဗရိတ်ဒီညနေကြားမယ်ဗရိတ်ဆိုင်နေတော့မညီဘူးပေါ့ဗျာ83ဗရိတ်ကြားမှာကျွန်တော်ဆိုင်နေညှိပါအဲ့တော့အားလုံးပေါက်ချင်တဲ့အကိုမတွေကြောက်ရှယ်ထားပါလက်မလေးနှိပ်ပါအသက်လေးတွေပေးပါဒီနေ့ဆက်ပေါက်မယ်နော်ကျွန်တော်ယုံကြည်တဲ့ကိုမတွေပေါက်မယ်မယုံကြည်တဲ့ကိုမတွေမပေါက်ဘူးအဲ့နှမျိုးပဲရှိမယ်ယုံကြည်တဲ့ကိုမတွေတော့ပေါက်ကောင်းပေါက်လိမ့်မယ်မယုံကြည်တဲ့ကိုမတွေတော့မပေါက်ဘူးနော်ယုံကြည်မှုရှိမှသာလည်းအဆင်ပြေပါဗျကနန်းထုတ်ပေးမယ်ချင်းချင်းများဟုတ်လားကနန်းလေးကျွန်တော်ထုတ်ပြီးခဲ့မယ်ပေါ့နော်ပေါက်တဲ့ကိုမတွေပေါက်ကြီးလေးတွေမှတ်ထားကြပါဗျာပေါက်တဲ့ကိုမများအားလုံးကပေါက်ကြီးလေးတွေမှတ်ထားနော်အဲ့တော့နှစ်နဲ့ဆိုရင်ကျွန်တော်ကနန်းစိမ့်တော့တွဲမကြနိုင်ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့နှစ်နဲ့21ကျွန်တော်အကြိုက်ဆုံးကနန်းလေး20ခွန်တက်ထဲမယ်ဗျာနော်90နော်ဒါကျွန်တော်အကြိုက်ကနန်းတွေပဲကျွန်တော်ရွေးချယ်ထားတာပါနော်စိုက်ရကနန်းကတော့ကိုမဟုတ်နှစ်ခွန်ထိပ်စီ6တဲ့ပေးရှိတယ်တွဲထူကျွန်တော်အဲ့ဒါနဲ့3ကပဲရေးပေးထားတာနော်ကနန်းစင်းရဒီညနေကမကျင်းသေးဘူးစင်းဖို့အားနေတယ်မှာပါတယ်အဲဒီကနန်း6ကွက်ပေါ့ညနှစ်လုံးကောင်းတယ်ပေါ့နော်ပြောချင်တာတော့ဒီညနှစ်လုံးကောင်းတယ်ဒီဆိုမြနှစ်လုံးကောင်းတယ်ရှယ်တကွက်ကောင်းရှယ်တကောင်းအော်ထုတ်ရမယ်နော်အဲ့တော့ကောင်းတယ်မရေးလိုက်မယ်ဗျာအာပြီးမိတယ်မိပြီတော့တက်နိုင်တော့ဟုတ်ပြီနော်ဘိုင်ဘာနံပါတ်ပေါ့ချင်းမရှိမြနော်တစ်ချက်ဟိုင်းတာပါတကွက်ကောင်းလိုချင်တဲ့အကူမလေးတကွက်ကောင်းထိုးရမယ်နေ့ဒီထဲမှာတင်ကွက်ထပ်တော်ဝင်မှာကျွန်တော်ကမှနေ့6နှစ်1 20နှစ်နဲ့တော့ဒီညနေများများထုတ်ထားတာနော်အဲ့တော့နေ့6နှစ်1 20ခွန်1 3ညာ9လဲကောင်းပါတယ်25အဲ့ဒါ6ကွက်တင်ကွက်ဒီညနေနော်နေ့6နှစ်1 20ခွန်1 2 5 3ညာ9တင်ကွက်80ခွန်5 2 9ကရမ်းမယ်သူကအရန်ကန်းနေရတဲ့ကောက်ထွက်နေဦးမှာချင်းမချင်းများတီထားထုတ်ကြနော်အပတ်တိုင်းအခုနှစ်ပွဲရှိပြီပေါ့နော်32တော့လည်းအရန်တွေကထွက်တယ်ဒီမနေ့35တော့လည်းအရန်တွေကထွက်တယ်အဲ့တော့အရန်တွေကပါကိုမကိုထိုးကြအောင်အဲ့ကျွန်တော်ခေါ်ပေးတာကျွန်တော်ကမှဒီညနေလာယူဖြစ်အောင်လာယူပြပေါက်ပေးပါပေါက်ပေးပါမခေါ်ဘူးဖောက်ရမခေါ်ဘူးနော်ကျွန်တော်ဘေးလဲကြုံမတောင်းငွေလဲကြုံဘာမှမရှိတဲ့ကိုမတွေကဖုန်းဆက်ပါ message ပို့ပါနော် messenger လာဟိုင်းလည်းရပါတယ်ချင်းမစ်စင်များနော်ကျွန်တော်လူရင်းတွေအကုန်အားနာနေပါပြီဒါပေမဲ့တစ်ချိန်ကိုတော့
ပြန်လှည့်ရောက်လာမှာပါလို့အားလုံးကိုပြောချင်ပါတယ်ကြိုးစားပါကြိုးစားရင်နော်စင်ပြေသားပါရှင်းမရှင်းများဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကမှအားလုံးပဲတူတူရမှကျန် share ပေးပါအဲ့လည်းမလေးနှိပ်ပါအသေးတွေပေးပါ26212025ခွန်139ဆိုကနေစုစုပေါင်း9ခွက်ရှိပါမယ်9ခွက်ထဲမှာတင်ခွက်6ခွက်ရွေးချယ်လို့ပေးလိုက်ပါတယ်ဗျာနော်အဲ့ထဲမှာတင်ခွက်ကိုထိုးပါရန်ခွက်ကိုထိုးပါအဲ့ထဲကနေ6ခွက်9ခွက်ထဲမှာမထိုးချင်ဘူးဆိုကျွန်တော်ရှိရတီးတန့်တကွက်ကောင်းလာယူပေးပါလို့အားလုံးကိုကျွန်တော်ပြောချင်ပါတယ်တကွက်ကောင်းတီးတန့်ရှိပါတယ်ဖုန်းနံပါတ်လည်းရေးပေးထားပါတယ်ယုံကြည်မှုရှိတဲ့ကိုမလေးဒီနေ့ထပ်ပြီးပေါက်ချင်ပါတယ်နော်အမြဲထုတ်ကျင်တဲ့ကိုမများအားလုံးပဲကျွန်တော်အပြောမှုလက်တွေ့သက်သေပြမယ်ယုံကြည်တဲ့ကိုမရဲ့အခုလာယူလိုက်ပါနော်ပေါက်ပေးပါမခေါ်ဘူးခေါ်ရမခေါ်ဘူးဗျာနော်